အားလုံးပဲမင်္ဂလာပါခင်ဗျာတငယ်ချင်းတို့ခုချိန်မှာထိုင်းနိုင်ငံကိုလေရင်ပြန်နဲ့သွားမယ်ဆိုရင်ရန်ကုန်လွယ်ကူပြီးခိမိနေပြီးဆိုတာကိုကလုံးသိပါပဲဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကထိုင်းနိုင်ငံမှာလေကြောင်းလှိုင်းဆိုတာဘာမှမသိသေးတဲ့ချိန်တုန်းကဘသူကဒီလေကြောင်းလှိုင်းကိုပထမဆုံးစတင်ခဲ့တာလဲတီထွင်ခါစားလေရင်ပြန်တွေနဲ့ဘလောက်တောင်တဲ့နဲ့ရင်းရတဲ့ပြဿနာတွေကိုရင်ဆိုင်ခဲ့ရလဲဆိုတာဒီဗီဒီယိုမှာစဆောင်ပြောပြပေးသွားမှာမို့ဆုံးထိကြည့်ဖို့အတွက်ပြောချင်ပါတယ်ခင်ဗျာထိုင်းနိုင်ငံရဲ့လေကြောင်းလိုင်းသမိုင်းကိုပြောရရင်မင်းသားကြီးပူရချက်ထွာရာကြောင်ကိုမဖြစ်မနေပြောရမှာဖြစ်ပါတယ်သူ့ကိုထိုင်းလေကြောင်းလိုင်းရဲ့ဖခင်ကြီးလို့တင်စားကြပါတယ်သူဟာဥရောပမှာအင်ဂျင်နီယာပညာရပ်တွေကိုသင်ယူခဲ့ပြီးခေတ်ရှေ့ပြေးတဲ့မြင်ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်1922ခုနှစ်မှာမင်းသားကြီးရဲ့ဥဆောင်မှုနဲ့ထိုင်းနိုင်ငံရဲ့ပထမဆုံးပြည်တွင်းလေကြောင်းစာပို့လုပ်ငန်းကိုစတင်စတင်ခဲ့တာဖြစ်ပါတယ်။ဒါဟာဒီနေ့ခေတ်ထိုင်းအဲလိုင်းရဲ့စဦးခြေခံပဲဖြစ်ပါတယ်။ဒါပေမဲ့စလောက်ခါစားမှာကြောင်ရတဲ့ပြဿနာတွေကတော့တကယ်ကိုသင့်နဲ့ရင်ခဲရတာပါ။ပထမဆုံးပြဿနာကဤပညာအားနည်းချက်အဲ့ဒီခက်ကလေရင်တွေဟာခုခဲလိုမျိုးတမဏိတွေနဲ့မဟုတ်ပဲတစ်သားနဲ့ဝိဆတွေနဲ့လောက်ထားတာဖြစ်ပါတယ်လေအေးပေးဆက်တွေမရှိမိုးမလုံလို့လေရင်မှုတွေဟာအေးဓာတ်နဲ့လေပြင်းဓာတ်ကိုတိုက်ရိုက်ခံရပြီးစော့စားမောင်းနှင်ခဲ့ရပါတယ်ဒုတိယပြဿနာတစ်ခုကတော့လေရင်ဆက်ကဖို့လေစိတ်တွေမရှိခြင်းပဲဖြစ်ပါတယ်နယ်တွေကိုသွားတဲ့အခါလေစိတ်တွေမရှိလို့ကြောက်ခဲလန်းတွေဒါမှမဟုတ်စပားရိုက်ပြီးသားလက်ကွင်းတွေထဲမှာပဲစော့စားပြီးစစ်သက်ခဲရလို့လေရင်မှုတ်တာတွေခဏခဏဖြစ်ခဲရပါတယ်တတိယပြဿနာတစ်ခုကပိုလို့တောင်ဆိုးပါသေးတယ် GPS တွေလည်းမရှိလေဒါတွေလည်းမရှိတဲ့အတွက်လေရင်မှုတွေဟာလမ်းမပြောင်းအောင်အောက်ကမိရထားတန်လန်းတွေနဲ့ညစ်ကြောင်းတွေကိုပဲညစ်စီနဲ့လိုက်ကြည့်ပြီးမောင်းရတာဖြစ်ပါတယ်မိုးတွေရွာရင်ရှေ့ကမမြင်ရတော့ပဲတောတောင်တွေကိုဝင်တိုက်မိမဲ့ခြေနေတွေညာကြီးရှိခဲ့ပါတယ်နောက်ဆုံးပြဿနာတစ်ခုကတော့ပြည်သူတွေရဲ့ကြောက်ရွံ့မှုတွေပဲဖြစ်ပါတယ်စပိုင်းမှာလူတွေကလေရင်ပြန်ကိုတန်ကုန်ကြီးလေထဲပြန်နေတယ်ဆိုပြီးကြောက်လို့ဘသူမှမစီးရဲခဲ့ကြပါဘူးအဲ့ဒါကြောင့်လူစီးဖို့ထက်စာပို့တာနဲ့ဆေးဝါးတဲပို့ဖို့ပဲဒီကသုံးခဲကြရတာဖြစ်ပါတယ်ဒါပေမဲ့လှည့်ပြောင်းတစ်ခုဖြစ်လာတာကတော့ထိုင်းနိုင်ငံနယ်ဝေးတွေမှာကာလဝမ်းယောဂပြင်းထန်ဖြစ်ပွားခဲ့တဲ့ချိန်မှာလမ်းပန်းစစ်သွယ်ရေးခက်ခဲလို့ဆေးဝါးပို့ဖို့မလွယ်ကူခဲ့ပါဘူးအဲ့ဒီချိန်မှာဒီလေရင်တွေနဲ့ပဲဆေးဝါးနဲ့ဆရာဝန်တွေကိုတစ်လို့ပြီးချိန်မီပြန်တန်းပို့ဆောင်ပေးနိုင်ခဲ့ပါတယ်အဲ့ဒီဖြစ်ရကြောင့်ပြည်သူတွေကလေကြောင်းလိုင်းဟာတိုင်းပြည်အတွက်တကယ်တက်ကဲပေးနိုင်တဲ့ရာလို့ယုံကြည်သွားခဲ့တာဖြစ်ပါတယ်ထိုင်းလေကြောင်းလိုင်းကဏ္ဍတွေဟာရှန်ဟောင်နဲ့အောင်မြင်တိုးတက်လာခဲ့တာဖြစ်ပါတယ်ခုဆိုရင်တော့ငွေချင်းတို့ဒီလောက်ကြီးထင်ပါတယ်ဒီနေ့ခေတ်ထိုင်းနိုင်ငံရဲ့ခမ်းနားတဲ့လေကြောင်းလိုင်းတွေရဲ့နောက်ွယ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကစောဦးတီထွင်သူတွေရဲ့တဲ့နဲ့ရင်းရတဲ့စော့စားမှုတွေရှိခဲ့တာပါတငယ်ချင်းတို့ကအဲ့ဒီခေတ်ကတစ်သားလေရင်ပြားတွေနဲ့လက်ကွင်းထဲစီရမယ်ဆိုရင်စီရကြမလားဗျာ။ကွန်မန့်မှာပြောထားခဲ့အောင်နော်။ဗီဒီယိုတွေကိုသဘောကျရင် like share လေးလုပ်ဖို့လည်းမမေ့နဲ့အောင်နော်။နောက်ထပ်စိတ်ဝင်စားစရာတွေနဲ့ပြန်လာခဲ့အောင်ပါမို့။သုံးမြော်ပေးကြပါအောင်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။ထိုင်းနိုင်ငံရဲ့လေကြောင်းလိုင်းဖြစ်ပေါ်လာပုံကိုသိရပြီဆိုတော့ bye